ဟုတ်ကဲ့ဒီဗီဒီယိုကတော့ကျွန်တော်တို့ဒါမွေးဆေးဝါးရောင်းဝယ်နေတဲ့တယောက်ပေါ့နော်ရဲဖတ်မိတဲ့အခါမှာဒါသူ့ရဲ့ဒီမွေးဆေးဝါးတွေကိုသူဒီဆေးတွေကိုသူဘယ်လိုတင်ထားတယ်ဆိုတာဒါတစ်ချက်ကြည့်လိုက်ပါဒါသူ့ရဲ့ဒါထိမ့်မှုကတော့တော်တော်လေးကိုဒါကျွန်တော်တို့အနေနဲ့ဒါမွေးဆေးဝါးရောင်းဝယ်နေသူတယောက်ဆိုရင်လည်းဒါမလေးစားပဲမနေနိုင်တဲ့အနေထားပေါ့နော်တော်တော်လေးလဲသူ့ရဲ့ဒါထိမ့်မှုကတည်တက်ရတယ်ဒါရဲရတယ်တကယ်ချီးကျူးစရာကောင်းတယ်ဒါဒီလိုမျိုးကိုတို့ကမိဖို့ဆိုတာတော်တော်လေးကိုဒါရဲရတယ်တကယ်အရေးချင်းပြမိပါရလိမ့်မယ်ဒါဖဏရဲ့အောက်မှာဖဏရဲ့နောက်မှာဆိုဘယ်သူမှဒါဒီထဲမှာမွေးဆေးပါကိုတင်းထားမယ်လို့ဘယ်သူကတိမှာလဲမဖြစ်နိုင်ဘူးလေဒါပေမဲ့ရဲတယ်ကလည်းဒါကိုတို့ကလည်းဒါကိုရအောင်ဖော်ရနော်ဒါစုကက်ထဲမှာလည်းဒါသူဘလိုတင်းထားလဲဆိုတော့ကျွန်တော်ချက်ကြည့်မယ်မရတော့ဘူးအော်ကင်မရာထဲမှာလည်းဒါသူဆေးတွေကိုသူတင်းထားတာနော်ဩဒီလူကတော့တကယ်ကိုဒါညံကြီးရှင်လို့ပြောရမယ်ပစ္စည်းတွေဘယ်မှာတင်းရမလဲဘလို့ဒါလူမတွေ့အောင်ဘလို့လုပ်အောင်မလဲဆိုတာတော့မိုက်ရနော်ဖလင်ထဲမှာကိုထည့်ထားတာတော့တိုက်တန်တော့တိုက်စီတော့တိုက်စီထဲမှာရှိရလားရှိရဝါတကယ်ဒီလူရဲ့ဒါကျွမ်းကျင်မှုကတော့တကယ်လေးစားစရာပဲနော်ငါတက်တာဘူးမှလည်းထဲ့တာပဲပြီးရင်ရှိဦးမလားဒါလက်တော့ထဲမှာတော့ဒါဘယ်လိုမှထဲ့မရတော့ဘူးပေါ့နော်စီးရတော့အမှန်ထဲမှာဒါပတ်စံတွေကိုတင်းထားတာတော်လား